ဒီခါကျတော့ဘောနော်မောက single တွေအတွက်သွားမယ် single နည်းနည်းဦးစားပေးမယ်ဘာဖြစ်လို့လဲဆိုတော့ကျန်တဲ့ဟို EHD ဘာညာကွီကွာတွေကနည်းနည်း reading များရလေနော် single လေးအတွက်ကျတော့ရှားနေရလို့မထင်လို့ပါလူကဟိုမှာကိုပတာကို hostel မှာအဲ့လိုမျိုးနှာစေးရလဲပေးနာတာဖြစ်တတ်တယ်ဆိုပြီးတော့ကိုကနည်းနည်းရေချိုးမှားလာတော့နှာမော်နေအဲ့တော့အတန်လေးနည်းနည်းလေးဟောဖြစ်ပြီးနော်တိခံပြီးကြည့်ပေးလို့နားထောင်ပေးလို့အဲ့တော့1နဲ့2နဲ့ရွေးထားပေးပါ single တွေအတွက်ကနောက်ရီစားနောက်ရမယ့်ရီစားဘယ်လိုလေးဖြစ်နိုင်လဲပြပြပေးမယ်အဲ့တော့ပထမဆုံး sign ပေါ့နော် sign အနေနဲ့ကတစ်ဖက်မှာ1ကိုရင်ပြောမယ်ပေါ့နော်1ရဲ့ရီစားဖြစ်နိုင်မယ်လူပေါ့နော်1ရဲ့ရီစားဖြစ်နိုင်မဲ့လူပုံစံနေထားကြည့်တဲ့အခါမှာ Aries Virgo Leo Libra Scorpio Cancer အဲ့လိုတွေကဖြစ်တတ်တယ်အဲ့တော့ကိုတိုင်းလည်းဒီဇိုင်းထဲမှာပါနိုင်တယ်လို့တစ်ပတ်ကလူကလည်းဒီဇိုင်းဖြစ်တတ်တယ်ဘယ်လိုဖြစ်ဖြစ်နှစ်ယောက်လုံးမှာဒီဟာပါဖို့ပါမယ်နော်မပါမရှိရပဲလေအဲ့တော့အရင်ယုံကြည်ချက်ရှိနေရဆိုတော့ရီစာရခဲ့ရင်မုံရဲ့ဒီ comment ကိုလာခဲ့အဲ့ရီစာနဲ့ဆင်ပြေမပြေစတာလေးလာဆက်နော်အဲ့တော့ तू ကဘယ်လိုလူမျိုးဖြစ်မှာလဲပေါ့နော် sign တည်ဆို तू ကလေကိုချုံမြင်တဲ့ချစ်တီပေးလိုက်မယ်တဲ့အဲ့မှာသဘောကျသွားပြီ तू နဲ့ကိုနဲ့နှစ်ယောက်လုံးက तू ကလည်းကိုမိခိုတယ်ကိုကလည်း तू မိခိုတယ်ပြောချင်တာနှစ်ယောက်လုံးကအတူတူဆွဲလန်းစိတ်တတ်မှတ်စိတ်တယောက်ကိုတယောက်ချစ်ချင်းမြတ်တာလေးနဲ့သွားချင်တယ်ပြီးတော့နှစ်ယောက်လုံးက marriage ထိသွားချင်တာသိလားဟိုလိုလုံးဝ play ချင်လိုက်တာကစားချင်လိုက်တာဒီကောင်မလေးလမ်းလို့ဒီကောင်လေးမိုက်လို့လာတွေ့တာမဟုတ်ဘူးဘောအတွက်အဆင်ပြေမယ်ထင်တယ်သူချစ်တယ်မျက်နှာတွေအဲ့ဒါကြောင့်မလို့ကိုနဲ့ဒါလာပြီးချစ်သူဖြစ်ဖို့သူ try နေပေါ့နော်အဲ့လိုလူမျိုးဖြစ်တတ်ပါတယ်ပြီးတော့ကိုကသူနဲ့တွေ့ရတဲ့အခါမှာချစ်ချင်းမြတ်တာနဲ့ပတ်သက်လို့ကလုံခြုံစေလိမ့်မယ်အရင်ကကိုဘယ်လိုပဲတွေ့ကြုံကိုတော်တော်လေးကောင်းမွန်တဲ့ပုံစံနေထားလေးဖြစ်တတ်တယ်ဘောနော်ချစ်ချင်းမြတ်တာပေါ့အဲ့လိုသူကြောင့်မလို့ကိုရဲ့စိတ်ခံစားချက်တွေအားလုံးပေါ့နော်ပြည်စီတယ်အဲ့လိုလူမျိုးတွေမှာပါပါတယ်ဒါပေမဲ့ဘာရေးကြည့်လဲဆိုကိုကတချို့ຢာရင်မှာအခုထိကိုရဲ့ self love ပေါ့နော်ကိုချစ်တဲ့မှုတွေအားနေတယ်ကို self healings လို့ခေါ်တဲ့တွေးပူတာတွေတချို့တော့ຢာရဆိုရင်လွန်တာရှိတယ်ပြီးတော့အရန်မိခိုတဲ့စိတ်ကလေးတွေနည်းနည်းလေးကိုချစ်ပြတာနဲ့အရန်မိခိုချင်တာမျိုးသူတို့စိတ်နဲ့ရှင်သန်တာမျိုးဖြစ်တတ်ပါတယ်အဲ့တော့ကိုပြည့်ရွှေမှုနဲ့ကိုနေပြီးတော့self love self healing independence ဒီသုံးခုလိုအပ်တယ်ဒီသုံးခုလုပ်ပြီးမှအဲ့ဒီစားနဲ့တွေးလိုက်မယ်ဘယ်ချိန်တွေးမလဲဆိုတော့ကိုအဲ့လိုစိတ်ခိုင်နေချိန်မှာတွေးလိုက်မယ်เนาะတနေ့နဲ့တစ်လအတွင်းမှာတော့တွေးနိုင်တယ်ဒါပေမဲ့အဲ့ခံစားချက်အဲ့ energy တွေအစမပြေဘူးဆိုရင်တော့နည်းနည်းလေးပိုကျသွားနိုင်တယ်တနေ့တစ်လဆိုတနေ့တစ်လရအောင်စောင့်ရတော့မဟုတ်ဘူးเนาะဒီတနေ့နဲ့တစ်လအတွင်းမှာကိုယ့်စိတ်ခံစားချက် feeling ပေါ်မူတည်ပြီးအကောင်းဆုံးလေးတွေဖြစ်တည်နိုင်တယ်လို့ဆိုလိုတာပါအဲ့တော့ဒါကတော့ဖိုင်ဝမ်လေးတွေဖြစ်ပါတယ်နားထောင်လို့မဝဘူးဆိုရင်လေနောက်ထပ်ဗီဒီယိုကြမှာနားထောင်ပါနော်ဖိုင်တူလေးအလဲကိုဆက်သွားပေးပါတော့မယ်အဲ့တော့ဖိုင်တူလေးကိုကြည့်တဲ့အခါမှာကျတော့ဖိုင်တူရဲ့ရီစာပေါ့နော်ဒါကိုရီစာဖြစ်လာမဲ့လူက Sagittarius Aquarius ပြီးတော့ Pisces ပြီးတော့ပါရှိလဲဆိုတော့ Taurus ပေါ့နော်နောက်တစ်ခုကကြတော့ဟွာရှိမဲ့သူလဲဒီမှာ Virgo ပါတယ်ပြောလို့ရှိရင် Gemini ပေါ့နော် Gemini လေးပါလိမ့်မယ်ဒီထဲမှာကျတော့ကိုအတွက်ကကိုအဆင်ပြေဖို့ပေါ့နော်ဟိုတနည်းအားဖြင့်ကိုကပေးဆက်ခြင်းနဲ့သွားခြင်းတာအဲ့ဒါကြောင့်မလို့ Capricorn လည်းပါတယ်အဲ့ဒါကြောင့်မလို့ဒီမှာဒီဖိုင်တူကတော့ဖိုင်ဝါတဲ့ sign တစ်ခုပို့တယ်ပေါ့နော်အဲ့တော့ကိုတိုင်းတော့၎င်းတစ်ဖက်ကလူတော့၎င်းဒီ sign ဖြစ်တတ်ပါတယ်အဲ့တော့ရီစားဘယ်လိုလောက်ရနိုင်မလဲဆိုတဲ့ပုံစံနေထားမှာအကူကနေရှလာနဲ့ကိုလာကြမှာရီစားရတတ်တယ်တစ်ဖက်ကလူကနည်းနည်းဆိုတာကသူနဲ့ကိုနဲ့နှစ်ယောက်တည်းတယောက်ကအရန်ချဲလဲခြင်းတတ်တယ်ချဲလဲခြင်းဆိုဘယ်လိုပြောမလဲဒီညမှာမောတတိပေးခြင်းတာဖိုင်ထူးလေးတွေကကိုကချစ်တယ်ဆိုပေမဲ့ပေါ့နော်ကိုရဲ့ချစ်ချင်းမြတ်တာသူ့ကိုယူဆိုင်တာပဲကိုကသူ့ပြမကောင်းစိတ်ကျွန်တော်လုပ်ပေးတာပဲဆိုတဲ့အရာတွေကလေအဆင်မပြေဘူးသူ့အယုံလေးလို့ထားခြင်းနဲ့ကိုကျိုးဆွဲရကားစီခြင်းနဲ့အဲ့လိုဖြစ်တတ်တယ်အဲ့အကျင့်ကိုမပြေရင်ကိုနောက်ထပ်ရမယ့်ရီးစားကကို့အလိုကျိုးဆွဲရကားစီခြင်းနဲ့လူဖြစ်သွားတတ်တယ်အဲ့တော့တတိထားပါ
ဖိုင်လူတွေကကိုလည်းသိလိမ့်မယ်ကိုတိုင်းလည်းအရင်အခြေရေးမှာဘလို့တွေးကြုံခဲ့လဲဆိုတာနော်ဒါကတော့မပြောကြမလို့တော့ဘူးကိုသိပါအဲ့တော့တပတ်ကလူအနေနဲ့ကတော့ဒါအဆင်ပြေတယ်ဆိုတော့ तू ကအရန်ခီးသွားတာကြိုက်တယ်လွတ်လပ်ခြင်းကြိုက်တယ်အကောင်းမဆုံးဖြစ်ခြင်းနဲ့ပညာဉာဏ်ပညာကြီးတယ်ပြီးတော့အပေါင်းအသင်းပေါ့နော်အပေါင်းအသင်းတွေခင်မင်တက်တယ်ပြီးတော့တခုခုသူ့စိတ်လျှော့အောင်လုပ်လို့ရှိရင်လည်း तू ကအဲ့လိုတော့မသိတယ်လို့ပေါ့နော်အဲ့လိုနှီးပလိုက်တဲ့ပုံစံလေးတွေသူကိစ္စမဟုတ်ဝင်မပါရတဲ့ပုံစံလေးရှိတယ်ခက်ရှင်းနေခြင်းတဲ့ပုံစံလေးထားရရှိတယ်ငွေကြေးပန်းဆိုင်အနေထားတောင်းတင်းတယ်ကိုယ့်ဘော်ထားရှိမဲ့ချစ်ချင်းမြတ်တာအနေနဲ့ကတော့ तू ကနည်းနည်းလေးအတားကြီးတယ်तू ကချစ်ရင်ချစ်တလောက်နည်းနည်းအချစ်ကြမ်းတတ်တယ်ပေါ့နော်ကိုကကြကြမ်းချစ်တာမှလိုချင်တော့အန်ကိုက်ပေါ့ဒါပေမဲ့မကိုက်မဟုတ်ဘူးဆိုရင်တော့နည်းနည်းလေးတော့ဟိုဖြစ်တတ်တယ်ကိုနဲ့တော့ကြောက်စားလေးဖြစ်တတ်တယ်အဲ့တော့ဘာလို့ရမလဲဆိုတရားဟန်တယောက်ကြမှာကိုကလည်းမထင်လို့စိတ်ကြည်တယ်ဖိုင်ထူကအဲ့တော့ကိုကတော့ညောင်လို့စိတ်လျှော့ပြီးသွားရင်ခိုင်မြဲမယ်တည်ငြိမ်မယ်ပြည့်စုံမယ် match ဖြစ်တယ်ဆိုရယ် couples အဲ့လိုလေးဖြစ်တတ်တယ်เนาะအဲ့တော့ဒါဖိုင်တိုးလေးရမကြီးစားဖြစ်ပါတယ်အဲ့တော့ကျန်တဲ့အသေးစိတ်ကိုတက်ပို့ပြီးစင်မီကောင်းမှုခြင်းမျိုးကိုလိုချင်နေဆိုရင်တော့မွန်စီမှာ single လေးနဲ့ပတ်သက်လို့လည်း package ရှိတယ်မွန်အားလုံး package အားလုံး65ခုကျော်လောက်ရှိတယ်အဲ့ဒါရှိတယ်အဆောင်ကတ်တွေရှိတယ်ပြီးတော့ private group ရှိတယ်เนาะအဲ့တော့လိုချင်နေမေးချင်နေဆိုရင်မွန်ရဲ့ Monsan Astrology page ကိုလာခဲ့ပါလို့ပြောချင်ပါတယ်မွန်က TikTok မှာမွန်အမြဲပြောပါတယ်မွန်ကဒီဗီဒီယိုတင်ပြီးလို့ဗီဒီယို upload ဖြစ်သွားပြီးရင်မွန်ကတခြားလုပ်တွေလုပ်တော့တာမွန် TikTok ကိုလုံးဝမကြည့်တော့ဘူးမွန် TikTok ကိုကြည့်တယ်လို့မဟုတ်ဘူးအဲ့တော့တခုခုဆိုရင်စာပြန်တာနောက်ကျလိမ့်မယ် page ကိုပဲတက်လာခဲ့เนาะကျေးဇူးအများကြီးတင်ပါတယ်မွန်ရဲ့ဒီဗီဒီယိုကြီးအချိန်ပေးပြီးကြည့်ပြီးရတဲ့အတွက်เนาะချစ်လက်ချစ်ပါရှင်